ကလေးဘဝတုန်းက Bill နဲ့သူ့တငယ်ချင်းတွေဟာ Pennywise ကိုအနိုင်ယူပြီးပြန်လာရင်အတူပြန်တိုက်မယ်လို့ကတိထားခဲ့ကြပါတယ်။28နှစ်ကြာပြီးတော့သူတို့အားလုံးဟာ Derry မြို့ကနေအတီးတီထွက်ခွာပြီးကိုပိုင်ဘဝတွေမှာနေရောက်နေကြပါပြီ။တညမှာပျော်ပွဲရွှင်ပွဲအပြီး Adrian ဆိုတဲ့လူငယ်တယောက်ကိုလူအုပ်တစုကရိုက်နှက်ပြီးမြေထဲပစ်ချလိုက်ပါတယ်။သူ့ကိုကေတင်လိုက်တယ်လို့ပုံရတဲ့ Pennywise ဟာနောက်ဆုံးမှာတော့သူ့နှလုံးသားကိုစားပြီးအနီရောင်ဘောလုံးတွေကြပါပျောက်ကွယ်သွားပါတယ်။ဒီအဖြစ်ကိုသိသွားတဲ့ Mike ဟာအဖွဲ့ဝင်တွေကိုဖုံးဆက်ပြီး Pennywise ပြန်လာပြီလို့အသိပေးပါတယ်။ Bill, Richie, Eddie, Ben, Beverly တို့တယောက်ချင်းစီကြောက်ရွံ့စရာအဖြစ်တွေကြုံတွေ့ရပါတယ်။အထူးသဖြင့် Stanley ကတော့အရင်ကဂတိကိုပြန်ရင်ဆိုင်ဖို့မစွမ်းနိုင်ပဲကိုဘဝကိုဆုံးရှုံးစေလိုက်ပါတယ်။အားလုံးပြန်စုမိကြတဲ့အခါ Mike က Pennywise ကိုအနိုင်ယူဖို့အိန္ဒိယလူမျိုးတွေရဲ့ရှေးဟောင်း ritual အကြောင်းပြောပြပါတယ်။ဒါပေမဲ့ ritual ကမပြည့်စုံပဲ Pennywise ကပိုမိုကြမ်းတမ်းလာပါတယ်။တငယ်ချင်းတိုင်းဟာကိုယ်တိုင်ရဲ့ကလေးဘဝအကြောက်တရားတွေကိုတယောက်ချင်းစီရင်ဆိုင်ကြရပါတယ်။နောက်ဆုံးမှာသူတို့ဟာနားလည်သွားတာက Pennywise ကိုအနိုင်ယူနိုင်ဖို့သူ့ကိုကြောက်စရာမဟုတ်ဘူးလို့ယုံကြည်အောင်လုပ်ရမယ်ဆိုတာပါ။သူတို့အားလုံး Pennywise ကိုလောင်ပြောင်ပြီးအပြစ်တင်ပြီးအားနည်းအောင်လုပ်လိုက်တဲ့အခါသူဟာတီးငယ်တရဝါတကောင်ဖြစ်ပြောင်းလဲသွားပါတယ်။အဲ့ဒီအချိန်မှာ Mike ကသူ့နှလုံးသားကိုဆွဲထုတ်ပြီး Pennywise ကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အနိုင်ယူချိန်မှာပဲ Eddie ဟာ Pennywise ရဲ့လက်ချက်နဲ့အသက်ဆုံးရှုံးသွားပါတယ်။နောက်ဆုံးမှာ Derry မြို့ကနေထွက်ခွာတဲ့အခါသူတို့ရဲ့ဂတိအမာရွတ်တွေပျောက်ကွယ်သွားပြီး Pennywise ကတော့ထာဝရအဆုံးသတ်သွားခဲ့ပါတယ်။ဒီလိုမြန်မာဘာသာပြန် movie recap တွေကိုကြည့်ဖို့ subscribe လုပ်ထားပေးပါ